ဒီဘက်ကတော့ကတ်တွေတော်တော်များများအောင်တယ်နော်ဒါပေမဲ့ထိုးခွက်ကတော့မထုတ်နိုင်ဘူးဒီမှာဆိုလို့ရှိရင်နော်လုံးပိုင်က9နော်ဒါကျွန်တော်ပထမဆုံးသင်ထားပေးတဲ့ post ပါတလုံးပိုင်က9နော်ဒီမှာတောက်လျှောက်မှန်လာဒီမှာဒါကိုကသင်ထားပေးတဲ့ကတ်ရှိတာပေါ့နော်အရင်မှာဗီဒီယိုမှာရှိအဝင်ကြည့်မယ်ဆိုကြည့်လုံးပိုင်လည်းမှန်တယ်ဗျာပြီးတော့ဒီမှာဆိုလို့ရှိရင်ကီးမှာဆိုလည်းကြည့်အောင်ဒီမှာအထိကီးနော်ကီးဆိုရင်လည်းဒီမှာ3.1ဗျာ3.1ထွက်တာစာ3.3.9ဒီမှာ3.တစ်လုံးပါကီးလည်းအောင်တယ်ပြီးတော့တစ်လုံးပိုင်လည်းအောင်တယ်ပြီးတော့ဒီမှာကျွန်တော်တင်ထားပေးတာပရိတ်ဆိုလဲဒီမှာကိုပရိတ်လည်းအောင်တယ်အားနဲ့ကနန်းဆိုလဲအောင်တယ်ဗျာပြီးတော့ကီးဆိုလဲဒီမှာ4-9ခွန်လို့6ကီးလည်းအောင်ဒီမှာတစ်လုံးပါဒါနောက်ဆုံးတင်ထားပေးတဲ့ post ပေါ့နော်ပြလည်းအောင်အပြီးမထွက်လည်းအောင်ပြတော့ပြတ်သွားတာပေါ့နော်ကဲပြီးတော့ကျွန်တော်ဘာလဲဆိုတော့ဒီမှာတက်ပတ်လည်းမထွက်လည်းဆိုလဲတက်ပတ်လည်းမထွက်လည်းအောင်ရနော်3.3.9ဆိုတော့3.3.9တက်ပတ်လည်းမထွက်လည်းအောင်ပါတယ်ပြီးတော့ကျွန်တော်ဘာလဲကျွန်တော်ဘရိတ်တွက်နေတင်ထားပြီးဘရိတ်လည်းအောင်ဒီတစ်ပတ်တလုံးပိုင်လည်းအောင်တယ်ပြီးတော့ဒီမှာဘရိတ်လည်းနော်ဘရိတ်ဆိုလည်းအောင်တယ်ဗျာဒီမှာ9ဘရိတ်3.3.9ဒီပရိတ်တွေကတော့တပွဲမှာတော့မပြတ်သေးဘူးဒီတော့မှန်နေတော့နောက်မှပဲဆက်ပြီးတင်ပြီးတော့မှအဲ့ဒါတွေကတော့အရင်တင်ထားပြီးတဲ့ပြည်တန်ကတော့မှန်တာပေါ့နော်ဒီမှာ3.3ပြည်တန်လည်းမှန်တယ်ပါတယ်ဒီမှာအပြီးမထွက်လည်းမှန်တယ်ကဲတွေတော်တော်များများတော့မှန်ပြီနော်ဘာဖြစ်လို့ထိုးခွက်ကမထုတ်နိုင်တာလဲဆိုတော့စဉ်းစားမယ်ဒီကတော့ပြတ်တယ်ဒီမှာထိတ်လည်းပိတ်ဆိုလို့ရှိရင်3ရဲ့9ရဲ့ပါ3နဲ့9နဲ့ဒီမှာဥစားဖြစ်သွားမယ်ထိတ်မှာ9လာဖြစ်သွားမယ်ထိတ်လည်းပိတ်ရတော့လယ်နဲ့အပိတ်နဲ့မှန်တာပေါ့နော်ထိတ်ရတော့ပြတ်တာပေါ့နောက်ဘက်ဆိုတော့တိကျညီမှာပဲရတော့ထိတ်လည်းပိတ်ဒီမှာဆိုလည်းကြာတစ်လုံးပါဒီမှာတွက်နေနောက်တစ်မျိုးပေါ့နော်ဒါလည်းတစ်လုံးမှ9ကျွန်တော်ဗီဒီယိုကြည့်တယ်မှာဆိုတော့သိမှာပေါ့နော်ကျွန်တော်အားပေးနေရလူဆိုရင်တော့ဒီလောက်ပါပဲကျွန်တော်မနေ့ပြန်စပြီးကတ်တွေကိုပုံမှန်တိုင်းပြန်တင်ပေးပါမယ်ကီးတွေရောလုံးပိုင်တွေရောဘရိတ်တွေရောအားလုံးပဲကျွန်တော်ဗီဒီယိုစောင့်ကြည့်ပြီးတော့အတွက်ကျေးဇူးတင်ပါတယ်လာမယ့်ပတ်လို့အကောင်းဆုံးကြိုးစားပေးပါအောင်မယ်လို့ channel လေးကိုလည်း subscribe like comment လေးနဲ့အားပေးခဲ့ပေးကြပါဦးလို့ကြည့်တာရက်ခံပါတယ်